လူမျိုးတစ်ခုရဲ့အင်အားဟာစစ်လက်နက်တွေပေါ်မှာပဲရှိတာမဟုတ်ပါဘူးသူတို့ရဲ့စိတ်ဓာတ်နဲ့ကျင့်ဝတ်တွေပေါ်မှာလည်းရှိပါတယ်ပအိုးလူမျိုးတွေရဲ့ရိုးချင်းတဲ့နေထိုင်မှုပုံစံဟာတကယ်တော့အင်မတန်ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားတစ်ခုကိုစားပြုနေတာပါကျွန်တော်တို့ပအိုးလူမျိုးတွေဟာကံနဲ့ကံဤအကျိုးကိုယုံကြည်ကြတဲ့အလျောက်တဦးနဲ့တဦးအနိုင်ကျင့်တာလိမ်လဲတာတွေကိုအလွန်ရှောင်ကျဉ်ကြပါတယ်ရွာတရွာမှာတယောက်ဒုက္ခရောက်ရင်အားလုံးကဝိုင်းကူကြတဲ့လက်စားရှည်စနစ်မဟုတ်တဲ့လက်စားပေးစနစ်အလဲကျအကူအညီချင်းဟာအင်မတန်လှပတဲ့လူမှုကျင့်ဝတ်တစ်ခုပါဒါပေမဲ့ဒီကနေ့မှာအပြင်လောကရဲ့လွမ်းမိုးမှုတွေကြောင့်ဒီရိုးရာကျင့်ဝတ်တွေဟာတဖြည်းဖြည်းယော့နဲလာနေသလားလို့စိုးရိမ်စရာရှိပါတယ်ကိုလူမျိုးရဲ့အမတ်သားဆိုတာဝတ်စုံတင်မဟုတ်ပဲဒီလိုဖြူစင်တဲ့စိတ်ထားတွေလည်းပါဝင်တယ်ဆိုတာကိုကျွန်တော်တို့မေ့မထားသင့်ပါဘူးကျွန်တော်တို့ရဲ့ဒီရိုးချင်းခိုင်မာတဲ့စိတ်ဓာတ်တွေကိုနောက်မျိုးဆက်တွေစီဘယ်လိုလက်ဆင့်ကမ်းမလဲတင်းရဲ့အမြင်ကို comment မှာမျှဝေပေးပါဦးပအိုးတွေရဲ့ဂုဏ်သိက္ခာကိုအတူတူထိမ့်သိမ်းဖို့ subscribe လုပ်ထားကြရအောင်